ဘောင်းမီတူတွေရပါတယ်ခင်ဗျာဘောင်းမီတူအဆောင်ပါပဲဒါယောက်ျားလေးဘောင်းမီမိန်းကလေးလိုလို့ရပါတယ်ဒါတော့ဘောင်းမီတူဖြစ်ပါတယ်ဘောင်းမီတူပါပဲဘောင်းမီတူပါဒါတော့ဒါဘေဘီလေးအင်ဂျီခလေးလေးအင်ဂျီဒါအုတ်ထုတ်ခလေးလေးအုတ်ထုတ်လေးရပါပြီခလေးလေးအုတ်ထုတ်လေးလာမလာခင်ဗျာလာပါလေချစ်စရာလေးနော်ချစ်စရာလေးချစ်အိတ်ဒီဟိုမှာချစ်အိတ်ဒီရပါတယ်ခလေးလေးဒါတော့မင်းတော်ဝစားလေးဖြစ်ပါတယ်ခလေးလေးဒါတော့မင်းလေးအင်ဂျက်ဖြူဖြစ်ပါတယ်အင်ဂျက်ဖြူလာပါတယ်ခင်ဗျာထဲမှာစစ်ပါပဲတစ်ထဲမှာ150ဈေးတန်ပါတယ်ဈေးဒီအများကြီးလျှော်တာဖြစ်ပါတယ်ဒါတော့ယောက်ျားလေးပုံပြီးဖြစ်ပါတယ်ဒါစတိုင်ကြလူငယ်တွေအကြိုက်စတိုင်ကြပုံပြီးဖြစ်ပါတယ်ဒါတော့အိန္ဒိယနဲ့ရောင်စုံရပါတယ်ခင်ဗျာစိုက်မျိုးစုံစိုက်ကြီးစိုက်မျိုးစုံရပါတယ်ခင်ဗျာဒါတော့ဂျင်းပုံပြီးဖြစ်ပါတယ်ဂျင်းပုံပြီးစိုက်မျိုးစုံရပါပြီဒါစိုက်မျိုးစုံပါပြီခင်ဗျာထဲမှာ150ဖြစ်ပါတယ်တစ်ထဲမှာ150ဒါရှော့ထားပါဖြစ်တယ်ဒီပုံမှန်ဈေးကတော့400လောက်ရှိပါတယ်ခင်ဗျာ400 500လောက်ရှိတယ်အခုကရှော့ထားတာမနေဘူးဟာဈေးတန်ပါတယ်ခင်ဗျာဈေးလုံးလေးရတာစိတ်ကြီး